တယောက်ထဲနေရမကောင်းဘူးလို့တချို့လူတွေကထင်ကြတယ်တကယ်တော့တယောက်ထဲနေရတာပိုအေးချမ်းပြီးပိုတမ်းမာစေပါတယ်ပူလောင်တဲ့ဆက်ဆံရေးတွေထက်တယောက်ထဲနေဖို့ရွေးချယ်တာကပိုကောင်းပါတယ်တခါတလေကျမတို့တွေကတွေ့ကပ်နေတတ်ကြတယ်ကို့အာယုစိမဲ့လူတွေနဲ့ကို့အပေါ်လှမ်းမှုချုပ်ကင်တဲ့လူတွေကိုပေါ့ဘာဖြစ်လို့လဲဆိုတော့အထီးကျမှာကြောက်လို့တော်ရီမဲ့မရှိတဲ့လူတွေနဲ့အတူရှိနေရတာထက်ဘယ်ဟာကပိုအထီးကျမှာအောင်မလဲကိုလန်ကိုရှာဖို့ကိုရိုင်းရွေးချယ်လိုက်တာကမင်းပေါ်မလေးစားတဲ့လူတွေဘာလို့လို့အာမပီမထောက်ပံ့တဲ့လူတွေထက်မင်းဘဝတိုးတက်ဖို့အတွက်မင်းကိုယ်တိုင်ဖန်တီးလိုက်တာပါပဲမင်းကိုမင်းလွတ်လပ်ခွင့်ပေးလိုက်တာကမင်းသွားမယ်ပန်းနိုင်မင်းပျော်ရွှင်အေးချမ်းမှုအာရုံစိုက်ထားလိုက်တာပါပဲအထီးကျန်ခြင်းကရန်သူမဟုတ်ပါဘူးကိုပြန်ရှာဖွေဖို့အခွင့်အရေးတစ်ခုပါကိုရဲ့ကိုယ်ပိုင်အတွေးမြင်တွေနဲ့ကိုတကယ်လိုချင်တဲ့ဘဝကိုတည်ဆောက်တာပါမှတ်ထားပါအရေးသွေးကအရေးအတွက်ထပ်ပို့အရေးကြီးရဲ့စစ်မှန်တဲ့တငယ်ချင်းတဲ့လေးကမင်းကိုအဖတ်မလုပ်တဲ့လူအုပ်ကြီးထပ်ပို့တတ်မှုရှိပါတယ်အကြောက်တရားတွေနဲ့နေစားမလို့ဘူးတယောက်တည်းကိုဘဝကိုရှောင်ရင်းနဲ့လူမှန်နေရာမှန်ရောက်လာလိမ့်မယ်ဆိုတာယုံလိုက်ပါမင်းနဲ့ထိုက်တန်တဲ့လူတွေနဲ့ကြုံလာမှာပါဘာလို့လဲဆိုတော့အဆုံးကြရင်အေးမိတ်ဆွေတွေကပဲမင်းပျော်ရွှင်မှုတွေကတခုဖြစ်လာမှာမလို့ပါပဲ